စီလုံးမှုမပါဘဲနဲ့ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဘယ်တော့ပဲကျူးစားအနိုင်ပေါ်ဆောင်ဖို့ဆိုရင်တော့ခိတ်ခဲမယ်ဗျ မနေ့ကပြိုင်ပွဲအတွက်အစင်းသင်းဖြစ်နေလားညီလေး စင်သေးဖြစ်နေပါဗျကျွန်တော်ဒီတစ်ပတ်လုံးတော့ပြင်ပြီးချာတော့ပြီးတော့အကောင်းဆုံးပြင်ဆင်ထားပါ မနေ့ကရှင်ပြိုင်မဲ့အသင်းပေါ်ပေါ့နော်ညီလေးရဲ့အမြင်လေးပြောပြအောင်ညီလေး ဟုတ်ကဲ့ပြန်အချိန်မဲ့တင်ရတော့ပဲစီလေးဖြစ်တော့ကျွန်တော်ကတော့ဒီလိုစီဆိုတဲ့အတိုင်းပဲဘာမှတွေ့တယ်ပြောကြမှာပဲဒီလိုပြေဆုံးတဲ့အတင်းကောင်းတဲ့တင်းပေါ့ပြီးတော့ကျွန်တော်တို့ဘက်ကလည်းလေးလေးဆဆနဲ့အကောင်းဆုံးဖြစ်ပြန်တော့မှာ မနေ့ကပြိုင်ပွဲအတွက်ပေါ့နော်ညီလေးအသင်းရဲ့အခြေအနေကိုဘယ်လိုမြင်လဲတစ်ချက်လောက်ပြောပြပါညီလေး မနေ့ပြန်ဝေးတော့ကျွန်တော်တို့အတင်းနေနဲ့တော့အကောင်းဆုံးပြန်လာနိုင်မှာပါဒီကြ injury ဖြစ်နေတဲ့ကစားသမားတချို့လည်းကျွန်တော်တို့ဒီအတင်းဒီမနေ့ပြန်ပြန်လည်းပူပေါင်းဖို့ရှိပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့အင်အားပြည့်စုံတဲ့ပြည်ပြန်မှာအကောင်းဆုံးဖြစ်ပြန်တော့မှာ မနေ့ကရှင်ပြိုင်ကစားမဲ့ Galaxy အသင်းရဲ့ဘယ်ကစားသမားတွေကပို့ပြီးတော့အထူးကိစ္စပဲလို့ညီလေးအနေနဲ့ထင်တယ်ညီ သူတို့ဒီအတူချင်းစီကိုပြောနေရဆိုတော့အကုန်လုံးအထူးကြီးဆက်ရမှာပေါ့နော်။ဘာလို့ဆိုတော့သူတို့ဒီပြလူချမ်းမှုအောက်မှာရောသူတို့ဒီကြသူတို့ကလည်းနေဝိစိန်ကစားသမားအနေနဲ့ရောဆိုတော့သူတို့ကအတူချင်းစီကိုပြောနေမှဆိုအကုန်လုံး team work ကောင်းတဲ့အသင်းတစ်သင်းဖြစ်တဲ့ပြီးတော့ကျွန်တော်တို့အနေနဲ့ကလည်းအထူးကြီးဆက်ပြီးတော့မှစားတော့ အသင်းသားတွေကြားထဲမှာစီးလုံးမှုနဲ့နားလည်မှုကဒီဘက်အတွက်ဘယ်လောက်အရေးကြီးမယ်လို့ထင်လဲညီလေး အဓိကအတင်းတင်းကတော့အနိုင်ရဖို့ရှင်ပြိုင်သွားမယ်ဆိုရင်တော့အဓိကစီးလုံးမှုမပါဘဲနဲ့ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဘယ်တော့ပဲကျူးစားအနိုင်ပေါ်ဆောင်ဖို့ဆိုရင်တော့ခိတ်ခဲမယ်ဗျအဲကြောင့်ကျွန်တော်အတင်းအနေနဲ့အကုန်လုံးတယောက်နဲ့တယောက်နားလည်မှုအပြည့်နဲ့မနေ့ပြန်ပွဲစီးလုံးနဲ့ရှင်ပြိုင်တော့YouTube ကနေအားပေးနေတဲ့ပရိသတ်တွေရောဒီကွန်တက်တီလာရောက်အားပေးတဲ့ပရိသတ်တွေအကုန်လုံးကိုကျွန်တော်တို့ဒီကနေပဲအထူးကျေးဇူးတင်ပါတယ်ဒီအရှိအမားတွေအတွက်အကောင်းဆုံးသင်ခန်းစာယူပြီးတော့မှဂျန်တဲ့ပွဲစဉ်တွေမှာစကိုင်း United ပရိသတ်တွေအတွက်အကောင်းဆုံးစူးစမ်းပြီးတော့